မွိုက်ကြိုက်ကြီးလဲတဲရဝစ်တူလာဟဲလ်ပွားရှင်များကဲနာပါလဲအားလုံးပဲမင်္ဂလာပါဒါကတော့ help ပွားရှင်များဖြစ်ပါတယ်ဒီနေ့မှာတော့လန်နာတို့ကို finish လို့အစားအစာတွေကိုဘယ်လိုခေါ်လို့ရလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ finish လို့အစားအစာတွေနဲ့ပတ်သက်ပြီးတော့ vocabulary သိချင်နေဆိုရင်ဒီဗီဒီယိုထဲမှာလေ့လာနိုင်ပါတယ်အားလို့ရတဲ့တန် Suomalainen ruokasanasto. Yleiset ruoka-aineet. Pamo. Leipää. Leipää. Atanya pamo. Voileipää. Voileipää. Pamo mikä. Pähtoleipää. Pähtoleipää. Sambio. Puuro. Puuro. Sirje. Murot. Murot. Pasta. 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 Tme. Riisi. Riisi. Alu. Peruna. Peruna. Spaghetti. 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 Kausue. Noodle. Noodle. Muesli. 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 Jojo. Paistettu muna. Paistettu muna. Jojo. Keitetty muna. Keitetty muna. Hedelmät. Bändi. Omena. Omena. Ngbiodi. Banani. Banani. Limodi. Appelsini. Appelsini. Tetodi. Päärynä. Päärynä. Tejeti. Mango. Mango. Spaghetti. Viinirupäälle. Viinirupäälle. Kiwi. 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 Piedi. Vesimeloni. Vesimeloni. Tamiodi. Citruna. Citruna. Nanati. Ananas. Ananas. ကဲဒီတစ်ခါတော့အသားတွေနဲ့ငါးတွေကိုဘယ်လိုခေါ်လဲဆိုတာကိုဆက်ကြည့်လိုက်ရအောင်နော်လိဟာယာကလာဝက်ပောင်ကြောင့်ကင်ကူကြက်သားကနာငါကလာဆေမငါလိုဟီတူနာငါတိုနီကာလာအမဲသားနောက်ဒန်လီဟာဝတ်သားစီယန်လီဟာပဇွန်ကက်ကာရပ်ပူကုန်းကောင်စင်ပူကာ